ချမ်းသာတဲ့မိသားစုတွေကိုအိမ်အောင်ပြုဝင်ဆက်နိုင်ဖို့အတွက်သမီးဖြစ်သူဟာသူမအဖေရဲ့ခြေထောက်တွေကိုတောင်တကယ်ပဲရိုက်ချိုးပစ်ချင်နေတာပါကံကောင်းချင်တော့အမျိုးသမီး CEO ဟာဇာပနပွဲစီကိုအချိန်မီရောက်ရှိလာခဲ့ပါတယ်သူမရဲ့မွေးစားအဖေဟာအသက်ရှင်နေသေးလိမ့်မယ်လို့သူမတခါမှမမျှော်လင့်ထားခဲ့ပါဘူး၃နှစ်ကြာခွဲခွာခဲ့ရပြီးနောက်မှာတော့သူတို့နှစ်ယောက်ပြန်လည်ဆုံတွေ့ခဲ့ကြတာပေါ့သူတို့ဟာတယောက်ကိုတယောက်ဖက်လဲတကင်းနဲ့အသက်ရှူရခတ်တဲ့အထိကိုအားရပါရငိုကြွေးခဲ့ကြပါတယ်အမှန်တရားကိုသိရှိသွားပြီးနောက်မှာတော့ညီမဖြစ်သူဟာအဖေဖြစ်သူရဲ့တောသားနောက်ခံကိုအထင်သေးနေခဲ့တာကိုသူတို့သိရှိသွားကြတာပါပဲချမ်းသာတဲ့အတိုင်းဝိုင်းတွေကိုချောချောမွေ့မွေ့လက်ထပ်ဝင်ရောက်နိုင်ဖို့အတွက်သူမဟာအဖေဖြစ်သူအတွက်အတူအယောင်ဇာပနာပွဲတစ်ခုကိုဖန်တီးခဲ့တာဖြစ်ပါတယ်အမျိုးသမီး CEO ဟာအောက်တန်းကြလုံးနဲ့သူမရဲ့ညီမကိုဒေါသတကြီးနဲ့ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်လိုက်ပါတော့တယ်သူမဟာညီမဖြစ်သူရဲ့မျက်နှာကိုလည်းအပြင်းပြင်းနဲ့ဖျက်ရိုက်လိုက်ပါတယ်နေဟာအဖေရဲ့သမီးတစ်ယောက်ဖြစ်ရမှာကိုမထိုက်တန်ပါဘူးဒါကိုကြားလိုက်ရတဲ့အခါမှာတော့သူတို့သားလောင်းဟာသူတို့နှစ်ယောက်ကညီအမတွေမှန်ရိပ်မိသွားပေမဲ့မိန်းကလေးကတော့ချက်ချင်းပဲညှင်းဆိုလိုက်ပါတယ်ဘာလို့လဲဆိုတော့ရောက်ခမဖြစ်သူကဇာပနာပွဲကိုချောချောမွေ့မွေ့ပြင်းမြောက်အောင်လုပ်ရမယ်မဟုတ်ရင်လူအုပ်စုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုထိခိုက်လိမ့်မယ်လို့သတိပေးထားပြီးသားမလို့ပါအဖေဖြစ်သူကထပ်ပြီးပြဿနာမရှာနိုင်အောင်လို့မိန်းကလေးဟာသူမရှိကလူကအဖေနဲ့ရုပ်ချင်းတူယုံတာတူတာဖြစ်ပြီးသူမအဖေကတော့တေဆုံးသွားပြီဖြစ်ကြောင်းအတင်းကျပ်ပြောဆိုပါတော့တယ်ပြီးတော့သူတို့ကိုအပြင်ထွက်သွားကြဖို့သူမကအော်ဟစ်မောင်းထုတ်လိုက်ပါတယ်အဖေဖြစ်သူကတော့ဒါကိုဘလို့မှလက်မခံနိုင်ခဲ့ပါဘူးငငယ်ကလေးကကျွေးမွေးပြုစုပြိုးထောင်ခဲ့ရတဲ့သမီးဖြစ်သူကသူ့ပေါ်ဒီလိုမျိုးဆက်ဆံနေတာလေသူဟာဇာပနပွဲကျင်းပရနေရာမှာတင်မေးလဲသွားခဲ့ပါတယ်ဆေးရုံရောက်တဲ့အခါအမျိုးသမီး CEO ဟာအဖေဖြစ်သူရဲ့ကျန်းမာရေးအခြေအနေဟာအလွန်ဆိုးရွားနေတယ်ဆိုတာကိုဆရာဝန်စီကနေသိရှိခဲ့ရတာပေါ့သူမဟာအဖေဖြစ်သူကဟိုးလုံးကညီမဖြစ်သူကိုကြောက်ကက်တစ်ခုလှူဒန်းခဲ့ဘူးလေလို့ရိပ်မိသွားခဲ့ပါတယ်အဖေဖြစ်သူကတော့သူကိုယ်တိုင်လိုလိုလားလားနဲ့လုပ်ခဲ့တာပါလို့ပြောပါတယ်အကယ်၍မွေးစားသမီးကလည်းကြောက်ကက်လိုအပ်ခဲ့မယ်ဆိုရင်သူကဒီလိုပဲလုပ်ပေးမှာပါတဲ့မကြခင်မှာပဲအမျိုးသမီး CEO ဟာအဖေဖြစ်သူကိုဆေးရုံကနေဆင်းခိုင်းပြီးတန်းပေါင်းရာချီတန်ကြီးရှိတဲ့ဆိုင်ရင်ကြီးစီကိုခေါ်ဆောင်လာခဲ့ပါတယ်သူမဟာအဖေဖြစ်သူအတွက်ချိုင်းထောက်တစ်ချောင်းပြင်ဆင်ပေးုံတင်မကပဲအဝတ်အစားအသစ်တွေကိုပါဝယ်ပေးခဲ့ပြီးမွေးစားသမီးဖြစ်သူကသူ့အပေါ်ဘလောက်တောင်ဂရုစိုက်ပေးလဲဆိုတာကိုမြင်တွေ့ရတာပေါ့သူဟာအတိုင်းထက်အလွန်ဝမ်းသာသွားခဲ့ပေမဲ့သူ့ရဲ့သမီးရင်းလေးရဲ့ဘေးအန္တရာယ်အတွက်တော့စိုးရိမ်နေတော့မှာပဲဇာပနပွဲမှာသူဝင်ရှုပ်ခဲ့တာကြောင့်သမီးဖြစ်သူအပြစ်ပေးခံရမှာကိုသူကကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်အမျိုးသမီး CEO ကကုမ္ပဏီမှာအလုပ်ကိစ္စတွေလိုက်လံကင်တွယ်နေတော့သူဟာသမီးဖြစ်သူကိုရှာဖို့အတွက်တယောက်တည်းထွက်လာခဲ့ပါတော့တယ်အမျိုးသမီး CEO ပြန်ရောက်လာတဲ့အချိန်မှာတော့အဖေဖြစ်သူထွက်သွားတာနိုင်ဝက်လောက်ရှိပြီဖြစ်ကြောင်းသိလိုက်ရပြီးညီမဖြစ်သူစီကိုတွားတွေ့တာဖြစ်မယ်လို့ခန့်မှန်းမိလိုက်ပါတယ်သူမဟာညီမဖြစ်သူရဲ့လိပ်စာကိုချက်ချင်းပဲလိုက်လံရှာဖွေပါတော့တယ်ဒီအတော်တွင်းမှာတော့အဖေဖြစ်သူဟာချိုင်းထောက်ကိုအပြုရင်သမီးဖြစ်သူရဲ့ဘီလာအိမ်ယာဝင်းစီကိုရောက်ရှိလာခဲ့ပါတယ်လမ်းမှာသူဟာလူ၃ယောက်နဲ့တိုးမိခဲ့တာပေါ့သူတို့ဟာသူ့ကိုတခိုးဆိုပြီးချက်ချင်းဆဲဆိုကြတဲ့အပြင်ချမ်းသာတဲ့နေမြေတွေကိုပစ္စည်းခိုးဖို့ဝင်လာတာပါဆိုပြီးမတရားဆွဆွဲကြပါတော့တယ်တို့သားလောင်းကပါလုံခြုံရေးတွေကိုလှမ်းခေါ်ပြီးဒီတခိုးကိုအပြင်ကိုမောင်းထုတ်ပစ်ဖို့ပြောခဲ့ပါတယ်လုံခြုံရေးဝန်ထမ်း၂ယောက်ကတော့အတော်လေးဇဝေဇဝါဖြစ်သွားခဲ့ကြတာပေါ့သူတို့ကဒီလူကြီးဟာမိန်းကလေးရဲ့အဖေလို့ထင်မှတ်ခဲ့ကြလို့သာအိမ်ယာဝင်းထဲကိုပေးဝင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အခုတော့မိန်းကလေးကပါ grain ဆိုလိုက်ပြီးဖြစ်လို့လုံခြုံရေး၂ယောက်ဟာအဖေကြီးကိုဒေါသတကြီးနဲ့ဖမ်းဆွဲလိုက်ပါတော့တယ်ပထမဆုံးအနေနဲ့သူတို့ဟာအဖေကြီးရဲ့တကိုယ်လုံးကိုတေချာနှက်ဆက်အောင်ရှာဖွေပြီးနောက်ရရက်ဆက်ဆက်ဝိုင်းရိုက်ကြပါတော့တယ်သူတို့ကသူ့ကိုနောက်တစ်ခါဘယ်တော့မှပြန်မလာဖို့လဲသတိပေးလိုက်ကြပါတယ်မိန်းကလေးဟာမနေနိုင်တော့ပဲကြားထဲကဝင်ပါပြီးဒီလူကြီးကိုလွတ်ပေးလိုက်ဖို့သူတို့သားလောင်းကိုဖြောင်းဖျပြောဆိုခဲ့ပါတယ်မဟုတ်ရင်အဲ့ဒီလူကြီးတန်ရာရသွားရင်သူတို့ပါပြဿနာနဲ့ပါဝင်ပတ်သက်သွားလိမ့်မယ်လေအဖေဖြစ်သူဟာရင်ခွဲမတက်ခံစားရရက်နဲ့ပဲလှည့်ထွက်သွားခဲ့ပါတော့တယ်မြေပြင်ပေါ်ကိုကျသွားခဲ့တဲ့သူ့ရဲ့ချိုင်းထောက်ကိုတောင်ကောက်ယူဖို့မေ့လျော့နေခဲ့တာပေါ့မိန်းကလေးကတော့အခွင့်ကောင်းယူပြီးချိုင်းထောက်ကိုယူဆောင်လာကသူမအဖေနောက်ကိုလိုက်မိသွားခဲ့ပါတယ်သူမကသူမစီကိုနောက်တစ်ခါဘယ်တော့မှလာမရှာဖို့သူ့ကိုအတင်းကျပ်ပြောဆိုခဲ့ပါတယ်အမျိုးသမီး CEO ကဒါကိုသိရှိသွားပြီးနောက်မှာတော့သူတို့သားလောင်းနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့စီမံကိန်းကိုချက်ချင်းပဲဖျက်သိမ်းလိုက်ပါတော့တယ်သူတို့သားလောင်းဟာအကြီးအကျယ်ဒေါသထွက်သွားခဲ့ပါတယ်ဒါတွေအားလုံးဟာအဲ့ဒီလူကြီးကဇာပနပွဲမှာလာရောက်နှောက်ယှက်ခဲ့လို့ဖြစ်ရတာလို့သူကတွေးတောမိလိုက်တာပေါ့သူကမိန်းကလေးကိုဒီပြဿနာကိုရှင်းအောင်ရှင်းဖို့အမိန့်ပေးတောင်းဆိုခဲ့ပါတယ်သူတို့၃ယောက်အတူတူတိုင်ပင်ဆွေးနွေးပြီးနောက်မှာတော့အဲ့ဒီလူကြီးအတွက်မွေးနေ့ပွဲကျင်းပပေးဖို့နဲ့ပြီးရင်သူ့ကိုသူတို့ရဲ့ကော်ဖာသားအဖြစ်အတိမတ်ပြုဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီနည်းလမ်းအဖြစ်သူတို့ဟာလူအုပ်စုရဲ့ CEO ကသူတို့အပေါ်ထားရှိတဲ့အမြင်ကိုပြောင်းလဲစေနိုင်ပြီးသူမနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပြန်လည်စတင်နိုင်မှာဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့အမျိုးသမီး CEO ဟာသူမရဲ့မွေးစားအဖေအတွက်60မြောက်မွေးနေ့ပွဲကိုကျင်းပပေးဖို့မူလကတည်းကစီစဉ်ထားခဲ့တာပါအဲ့ဒီနောက်မှာတော့အဖေဖြစ်သူဟာသမီးဖြစ်သူစီကနေရုတ်တရက်ဖုန်းကောတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်သူ့ရဲ့သမီးနဲ့သမက်ဖြစ်သူတို့ကသူ့အတွက်မွေးနေ့ပွဲကျင်းပပေးတော့မယ်ဆိုတာကိုကြားလိုက်ရတဲ့အခါသူဟာချက်ချင်းပဲအတိုင်းမသိဝမ်းသာသွားခဲ့တာပေါ့ဒီမွေးနေ့ပွဲရဲ့တကယ့်ရည်ရွယ်ချက်ကလူအုပ်စုရဲ့ CEO ကိုပြစားဖို့အတွက်ဟန်ဆောင်ပန်ဆောင်လုပ်တာဖြစ်မှန်သူလုံးဝမသိရှိခဲ့ပါဘူးသူမရဲ့မွေးစားအဖေကိုပျော်ရွှင်စေချင်တာကြောင့်အမျိုးသမီး CEO ဟာမွေးနေ့ပွဲကိုတက်ရောက်ဖို့သဘောတူခဲ့တယ်လို့ညီမဖြစ်သူရဲ့သူတို့သားလောင်းနဲ့စီမံကိန်းပူးပေါင်းဆောင်ရွက်မှုကိုလည်းပြန်လည်စတင်ပေးခဲ့ပါတယ်အဖေကြီးဟာပွဲကျင်းပမဲ့နေရာကိုတယောက်တည်းအရင်ဆုံးရောက်ရှိလာခဲ့ပါတယ်လူတိုင်းကသူဟာမနေ့တုန်းကဇာပနပွဲမှာပြဿနာရှာခဲ့တဲ့လူနဲ့တယောက်တည်းဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါသူဒီနေရာကိုရောက်လာတာကိုအံ့အားသင့်သွားကြတာပေါ့တို့သားလောင်းရဲ့ရှင်းပြချက်ကိုကြားပြီးတဲ့နောက်မှာတော့သူတို့ဟာဒီလူကြီးကမိန်းကလေးကိုငငယ်ကလေးကကျွေးမွေးဆောင်ရှောက်ခဲ့တဲ့ကျေးဇူးရှင်ဖြစ်မှန်သိရှိသွားကြပြီးသူ့ကိုကော်ဖာသားအဖြစ်အတိမတ်ပြုဖို့စီစဉ်လိုက်ကြတာဖြစ်ပါတယ်ပြီးနောက်သူတို့သားလောင်းဟာအဖေကြီးရဲ့ရှေ့မှာဒူးထောက်ပြီးဥချကြောက်ခဲ့ပါတယ်
မိသားစုဝင်ဖြစ်အတိမတ်ပြုတဲ့အခမ်းအနားပြီးဆုံးသွားတဲ့အခါသူတို့သားလောင်းဟာရုတ်တရက် message တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။သူဟာလူအုပ်စုကသူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုကိုပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ဘာလို့လဲဆိုတော့လူအုပ်စု CEO ဟာနိုင်ငံခြားကနေအခုလေးတင်ပြန်ရောက်လာပြီးပျောက်ဆုံးနေတဲ့အဖေရင်းကိုပြန်ရှာတွေ့ခဲ့တာမလို့ပူးပေါင်းဆောင်ရွက်မှုကိစ္စကိုလောလောဆယ်မကင်တွင်နိုင်သေးလို့ဖြစ်ပါတယ်။ဒါကြောင့်သူကဒါဟာအဖေကြီးကဇာပနာပွဲမှာလာရှုပ်ခဲ့တာနဲ့ဘာမှမဆိုင်ဘူးလို့ထင်မှတ်သွားခဲ့တာပေါ့။ဒီလူကြီးကသူတို့အတွက်အသုံးမဝင်တော့တဲ့အတွက်သူတို့ဟာငွေနေပွဲကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲအဖေကြီးဟာကိတ်မုတ်ကိုစားချင်နေခဲ့တာပါ။သူတို့သားလောင်းကတော့သူ့ကိုအပြင်ထွက်သွားဖို့ဒေါသတကြီးအော်ဟစ်မောင်းထုတ်လိုက်ပါတော့တယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့အဖေကြီးဟာအနှဲငယ်ဇဝေဇဝါဖြစ်သွားခဲ့တာပေါ့။နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့သမီးကလည်းသူ့ကိုမြ မြထွက်သွားပေးဖို့အတင်းအကျပ်တိုက်တွန်းလာခဲ့ပါတယ်။တို့သားလောင်းကသူဟာပြီးခဲ့တဲ့အချိန်ကဇာပနာပွဲမှာပြဿနာရှာခဲ့ရုံနဲ့မကပဲအခုလည်းသူ့ရဲ့ကောဖာသားအဖြစ်ဟန်ဆောင်နေပါတယ်ဆိုပြီးဆွဆွဲပြောဆိုပါတော့တယ်။ဧည့်သည်တွေကဒါကိုကြားရတဲ့အခါမှာတော့အားလုံးကပဲအဖေကြီးကိုအရှက်မရှိတဲ့လူဆိုပြီးဝိုင်းဝန်းအပြစ်တင်ကြပါတော့တယ်။အဖေကြီးကိုလှောင်ပြောင်တရော်ဖို့အတွက်ရောက်ခမဖြစ်သူကသူတို့အိမ်ကမွေးထားတဲ့ခွေးလေးကိုခေါ်ထုတ်လာခဲ့ပါတယ်။သူမကဒီကိတ်မုတ်ဟာအမှန်တကယ်တော့ခွေးအတွက်ပြင်ဆင်ထားတာဖြစ်တယ်လို့ပြောလိုက်တာပေါ့။ပြီးနောက်သူမဟာလုံခြုံရေးတွေကိုအဖေကြီးကိုမြေပြင်ပေါ်မှာဖိနှိပ်ထားဖို့နဲ့ကြံကျွေးနေတဲ့ကိတ်မုတ်တွေကိုအတင်းအဓမ္မကျွေးဖို့အတွက်အမိန့်ပေးလိုက်ပါတော့တယ်။ဒီလိုအရေးကြီးတဲ့အချိန်ခါမှာပဲအမျိုးသမီး CEO ဟာသူမရဲ့တက်တော်ဆောင်တွေနဲ့အတူအချိန်ကရောက်